တွန်းဇာတ်လမ်းတွေကိုပုံပေါ်ဖန်တီးပြီးတော့ YouTube, Facebook, TikTok စတဲ့ဒီ platform တွေမှာဝင်ငွေရှာခြင်းတဲ့ဒူတွေအတွက်ကိုတင်တန်းတစ်ခုနဲ့မြတ်ဆက်ပေးခြင်းပါတယ်။အဲ့ဒီတင်တန်းကတော့ Animation and Content Creation Master Class ဆိုပြီးတော့ဖြစ်ပါတယ်ခင်ဗျ။ဒီတင်တန်းကို Level 1နဲ့ Level 2ဆိုပြီးတော့နှစ်ခုခွဲခြားထားပါတယ်။ Level 1မှာကတော့ Animation ကာတွန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုအစအဆုံးတင်ပေးမှာဖြစ်ပါတယ်ခင်ဗျ Level 2မှာကတော့ animation ဇာတ်လမ်းတွေကိုပုံပေါ်ဖန်တီးပြီးတော့ content creator တူဦးအနေနဲ့ရေရှည်ရည်တည်ခြင်းနဲ့သူတွေအတွက်ကိုအဓိကယူရထားပါတယ်ခင်ဗျဘယ်လိုအကြောင်းအရာတွေတင်ပေးမှာလဲဆိုတော့ YouTube channel ထောင်တာကအစပေါ့နော်ဒီ YouTube ကနေပြီးတော့ monetization ပတ်စံဝင်ငွေရတဲ့အထိကိုကျွန်တော်တို့တာဝန်ယူပြီးတော့တင်ပေးမှာဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့အခုလိုမျိုး platform ကနေပြီးတော့ဝင်ငွေရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ idea တွေတင်ကြည့်တွေပြီးတော့ဒီရေရှည်ရက်တည်နိုင်ရပေါ့နော်ကျွန်တော်တို့ဒီပတ်စံရတယ်ဆိုတာဝင်ငွေရတယ်ဆိုတာတစ်လနှစ်လတည်းနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ဒီနှစ်ရှည်လများပေါ့ကိုလုံးနေတများကာလပတ်လုံးရတဲ့ဝင်ငွေရတဲ့ income ပုံစံမျိုးဖြစ်အောင်ကျွန်တော်ရဲ့အတွေ့အကြုံပုံမူတည်ပြီးတော့ပြန်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျသင်ကြားပုံကတော့ online ကနေပြီးတော့ Zoom class နဲ့ကျွန်တော်ကိုယ်တိုင်ဓာတ်ရိုက်သင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျတေးစိတ်တရှိကျင်တယ်ဆိုလို့ရှိရင် description မှာဖော်ပြပေးထားပါတယ်ခင်ဗျစိတ်ဝင်စားတယ်ဆိုလို့ရှိရင် data လေးဖတ်စေချင်ပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်ပြောချင်တာလေးရှိပါတယ်ခင်ဗျအဲ့ဒါက animation ဇာတ်လမ်းတွေကို AI နဲ့ပုံပေါ်ဖန်တီးတာကပို့ပြီးတော့မမြန်ဘူးလားမကောင်းဘူးလားမတက်တာဘူးလားပေါ့နော် AI နဲ့ပုံပေါ်ဖန်တီးတာကမြန်တယ်ကောင်းတယ်တက်တာပါတယ်ဒါပေမဲ့သူ့နေရာနဲ့တူကျွန်တော်တို့ကအတုံးချမှာဖြစ်ပါတယ်ခင်ဗျ AI နဲ့ဖန်တီးထားတဲ့ animation ဇာတ်လမ်းတစ်ပုဒ်ဒီကြော်ညာအတွက်ဖြစ်စေပေါ့နော်ဒါ hata အတွက်ဖြစ်စေပေါ့တခြား content အတွက်အစားလေးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးနေရာမျိုးမှာကျွန်တော်အတုံးဝင်ပါတယ်ခင်ဗျဆိုတော့သူ့နေရာနဲ့သူ့ပညာနဲ့တူပေါ့ဗျာအခုကျွန်တော်ခွင့်လွှတ်ထားတဲ့ဒီတင်တန်းမှာကြတော့အဓိကကျွန်တော်ဒီ content creation ကိုကျွန်တော်ဦးစားပေးထားဖြစ်ပါတယ် content creation ဆိုတာကကျွန်တော်တို့ဒီရရှိရက်တည်ဖို့အတွက်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီပညာရပ်နဲ့ပတ်သက်ပြီးတော့အမြဲတမ်း stable ဖြစ်အောင်ပေါ့ကျွန်တော်တို့ထားပါတော့ဒီလစဉ်ဝင်ငွေပေါ့ဗျာလစဉ်ဝင်ငွေဆိုတာကဥပမာဝန်ထမ်းတယောက်ဆိုလို့ရှိရင်တစ်လောက်9ရက်10ရက်ရတယ်ပေါ့ဆိုတော့အဲ့လိုမျိုးပါပဲကျွန်တော်တို့ဒီ animation ဒီ content creation ကိုဖန်တီးတဲ့အခါမှာလဲပေါ့နော်ဒါသူတို့အနေနဲ့ရချင်တဲ့ငွေအမောက်ပုံမူတည်ပြီးတော့ကျွန်တော်တို့ဒီစူးစမ်းရမယ့်အရာလေးတွေဒီလောက်ရမယ့်လှုပ်ဆောင်မယ့်အရာလေးတွေကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ခွာခြားတာကတော့ကျွန်တော်ဒီ AI video နဲ့တော့ YouTube မှာတင်ပြီးတော့ကျွန်တော်ဝင်ငွေရှာလို့မရအောင်ပေါ့နော်ဒါကတော့ဒီ YouTube policy ရဲ့နောက်ပြီးတော့ဒါနောက်ပိုင်းမှာတော်တော်လေးတင်းကျပ်ထားတဲ့ဒီ policy တွေအရာပေါ့နော်ဆိုတော့ဒီ AI နဲ့ဒီလုပ်ပြီးတော့ YouTube မှာဝင်ငွေရှာဖို့ဆိုလို့ရှိရင်ရရှိမှာတော်တော်လေးခက်ခဲမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာတခါတည်းပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ animation ဇာတ်လမ်းတွေကိုပုံပေါ်ဖန်တီးရမကြောက်ဘူးလားအရန်ကြီးမပင်ပန်းဘူးလားပေါ့နော်အရန်ကြီးကျွန်တော်တို့ဘယ်လိုပြောမလဲမကြိုးစားရဘူးလားပေါ့ဆိုတော့အဖေကဘယ်လိုလဲဆိုတော့ကျွန်တော်တို့အချိန်ပေးတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒီပြန်ရမှာဖြစ်ပါတယ်အခုအချိန်ပေးတဲ့ဆိုတာကကျွန်တော်တို့ဒီဝန်ထမ်းတရားလိုမျိုးပေါ့နော်ဒီမနက်9ည9ရက်လို့မဟုတ်ဘဲနဲ့ကျွန်တော်တို့တရက်ကို8နာရီပေါ့ဥပမာကျွန်တော်တို့ဒီမနက်ပိုင်းကိုဒီ4နာရီပေးမယ်ပေါ့အချိန်ပေးမယ်ပေါ့ဗျာဒီညပိုင်းကိုကျွန်တော်4နာရီအချိန်ပေးမယ်အဲ့လောက်တော့ပေးရမယ်ပေါ့ကျွန်တော်တို့ကဒီတရက်ကို1နာရီ2နာရီနဲ့လောက်တာနဲ့ပေါ့နော်ဒီ YouTube ကနေပြီးတော့တလားကိုနောက်တော့ကျွန်တော်တို့ဒီ10ရင်း15ရင်းရဖို့ဆိုတာကကျွန်တော်တို့ဒီကိုပေးတဲ့အချိန်နဲ့ကိုရတဲ့ video နဲ့တိုင်အောင်ပေါ့အဲ့ဒီဟာကိုကျွန်တော်တို့လှုပ်ဆောင်မှာဖြစ်ပါတယ်ဒီတချို့ကဒီအချိန်အရင်ရောပေးတယ်ဒါပေမဲ့ဒီပြန်ရတာကနည်းနည်းလေးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုလည်းမဖြစ်စေရအောင်ပေါ့ဆိုတော့ကျွန်တော်ဆိုလိုတာကဒီကျွန်တော်တို့ဒီဝင်ငွေကိုပေါ့နော်ဒီအမြဲတစေကျွန်တော်ရအောင်ရပြီးတော့ဒီဝင်ငွေကဥမာတစ်လောက်ကို10ရင်းဆိုရင်10ရင်းပေါ့ပုံလန်းပုံမယ်လိုလဲလိုမယ်အဲ့လောက်ဝင်ချင်ပေါ့နော်အဲ့လောက်ဝင်ချင်ရအောင်ကျွန်တော်တို့ကဘယ်လိုမျိုးလှုပ်ဆောင်အောင်မလဲဆိုတော့အစင်းစင်လေးတွေကိုကျွန်တော်ကဒီတင်တန်းမှာကျွန်တော်အားလုံးကိုရှင်းပြမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ထားပါတော့ AI နဲ့အသုံးပြုပြီးတော့ content creation ဖန်တီးပြီးတော့ကျွန်တော် YouTube မှာတင်လို့ရတယ်ပတ်စံရတယ်ဆိုအောင်တော့ပေါ့နော်ကျွန်တော်ဒီမိနစ်20စာအဲ့လိုဇလန်တစ်ပုတ်ကိုအဲ့လို AI နဲ့ပြုလုပ်ဖို့ဆိုတာကအရင်ခက်ခဲပါတယ်ဆိုတာဘယ်လိုပြောမလဲဆိုတော့ပတ်စံကုန်နေပေါ့ဗျာဒီ token တွေပိုင်းဝယ်ရတာတော့ဒီထိုင်ရတော့ရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးအကြောင်းအရာပြီးတော့ဒီ day ကြာစီလို့တူပါလဲတော်တော်လေးခက်ခဲပါတယ်ခင်ဗျဆိုတော့ကျွန်တော်စမ်းသပ်ရတာပေါ့နော်အဲ့လိုမျိုးပေါ့သူအားတာချက်အားနာချက်တော့ရှိရပေါ့ဆိုတော့တချို့နေရာတွေမှာကျွန်တော်လည်း AI video လေးတွေကတော်တော်လေးအသုံးဝင်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဆိုလိုချင်တာကပေါ့နော်ဒါသူ့ပညာနဲ့သူ့နေရာနဲ့သူအားတာချက်အားနာချက်ကလေးတွေကိုအတုံးချတတ်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ခင်ဗျဟုတ်ကဲ့ပါပြောတာလည်းများသွားပြီးတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေရယ်ဒီကျွန်တော်လှုပ်ဆောင်နေတဲ့
ဒီလုပ်ငန်းပေါ့နော်ဒါမှမဟုတ်ဒီ content creation နဲ့ဒီတခြားလုပ်ငန်းတွေရှိပါသေးတယ်ခင်ဗျဆိုတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီတင်တန်းမှာမျှဝေဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ